တိတ်ဆောင်ဖေးမော်စီတုံးကတနိုင်ငံလုံးကိုပြန်ပြီးသိနေမော်စီတုံးကိုအာနာရှင်လူသားသမားကဘာကမှတ်ပုံနဲ့ပေးလိုက်တယ်လေဘာပဲပြောထားနောက်တော့တိတ်ဆောင်ဖေးလက်ထက်ရောက်လာတယ်ခေါင်းဆောင်မှုကိုမျှဝေပြီးခေါင်းဆောင်မယ်ကဏ္ဍရာသာပုံစံဘက်ကိုသွားတာအဲ့ဒါဆိုတော့မျှဝေပြီးတော့ခေါင်းဆောင်မယ်အဲ့ဒီခေါင်းဆောင်တွေက2025ဟာတရုတ်နိုင်ငံ Made in China 2025 2025ဟာတရုတ်ဖုန်းနေဒီမှာတရုတ်ဖုန်းဒီမှာ American brand Apple တရုတ်နိုင်ငံမှာထုတ်တာအခု iPhone 17ရဲ့စာပြီးဈေးတွေအများကြီးမြောက်သွားလိမ့်မယ်တရုတ်မှာမထုတ်နိုင်လို့ပစ္စည်းတွေတော်တော်များများဟာတရုတ်ပြည်မှာထုတ်တရုတ်ပြည်ရထွက်လာ Made in China 2025 2025ဟာတကမ္ဘာလုံးမှာထုတ်ကုန်နေရာခိုင်နှုန်းတော်များတရုတ်ဖြစ်တရုတ်ပြည်စီဖြစ်အခုအမေရိကန်ကတရုတ်ထက်အများကြီးသာတယ် GDP မှာထားလိုက် USA ဆရာကြီးတို့ကနော်ခုတရုတ်နဲ့ရှင်တဲ့အခါကျတော့တရုတ်တဲ့စီးပွားရေးတော့တာတယ်အခုတရုတ်ကိုကြောတက်ဖို့ကြိုးစားနေတာအိန္ဒိယလူကြီးတန်း1400ကျော်ပြီကမ္ဘာမှာအများဆုံးဖြစ်သွားပြီတရုတ်ကိုကြောတက်သွားပြီကိုယ်ကွယ်ယုံကြည်မှုပေါင်း1600လောက်ရှိတယ်အိန္ဒိယမှာလူမျိုးပေါင်း850လောက်ရှိတယ်တို့နိုင်ငံကြီးဒီမိုကရေစီနိုင်ငံကြီးပဲနေလို့ရတာပဲအဲ့ဒါတပည့်တော်ပတ်ဝန်းကျင်ရဲ့နိုင်ငံတွေအာရှမှာကြိုးစားနေလိုက်တာတပည့်တော်နိုင်ငံကတော့အခုချိန်ထိတစ်ဖြစ်လို့ကောင်းတယ်ရံဖြစ်လို့ကောင်းတော့